阿基斯发发，想被上旁边，知道今天没得安内个，知道都生带变多嘛，知道刚性的苦得没，刚性的苦得的奥嘛，知道都来了懂得比罗心情谱，把刚性来属于秘密的大爷过阿爷，秘密阿爷过阿爷，秘密路苗爷过阿爷所嘞。刚性奥嘛，知道那个是在困阿贝进吧嘞 ，motivation 的嘞，所以个秘密阿爷过阿爷嘛，过那你这种阿多撇地来的，新的来的，普帕性set个这个个巴的，啥的个这个撇地来的路苗路苗数，古阿啲个切看比罗，知道困阿表嘞代，帕特马表嘞代，啲阿基斯发发呢，帕马啊，上北上。ဒီလိုမျိုးနဲ့မျိုးအကြောင်းအနေငယ်ပြောချင်ပါတယ်ဒီလိုမျိုးနဲ့မျိုးကအတူဆင်းသက်လာပြီးတော့အတူဖြစ်တည်လာတဲ့အတူတရေသေးတော့တမြေသေးနေတူဦးသေးအတူစားလာခဲ့တဲ့ဘဝကနဲ့ဆင်းသက်လာတယ်ဆိုတာဒီကချင်ပြည်နယ်မှာရှိတဲ့လူမျိုးတိုက်တီးတီးရဲ့အခြားသောလူမျိုးတွေဘာသာတွေလေကျွန်တော်နေknowledge ဘုခုဒုဒအနေဖြစ်ပြောချင်းဖြစ်ပါတယ်လို့ကျွန်တော်တို့ဝန်ပေါင်းမှာက6မျိုးရှိတယ်6မျိုးတော့ data ဒီအားလုံးအတူတူပါပဲအားလုံးညီကိုရီပါပဲအားလုံးကိုနေမြင်နဲ့ကိုရှိကြတယ်ကိုနေမြင်နဲ့ကိုဖျားဖန်ဆင်းပေးထားတဲ့နေရာတွေရှိကြတယ်အဲ့ဒါမှကချင်ပြည်နယ်ဆိုတာဖြစ်တည်လာအဲ့ဒါမှပြီးဆုံးတဲ့ဖျားပေးထားတဲ့ကချင်ပြည်နယ်ပေါ့ဆိုတော့စီကံရှိဖို့လိုတယ်ကိုမိမိအရေးကိုအရေးဆိုတဲ့နေရာမှာမိမိနေထိုင်ရမိမိကလတ်ထိုင်မိမိထိုင်ခုံမိမိခုံနံပါတ်ကိုအခြားတဲ့နေရာရွှေ့ပြီးတော့ကောင်းဆောင်လုပ်လည်းမရတယ်လို့ဦးစီးဦးဆောင်လုပ်လည်းတိတ်မရတဲ့အခြေအနေနိုင်ငံရဲ့ရအဲ့လိုနိုင်ငံရဲ့အရဆိုပြီးတော့ကစားတဲ့အောက်မှာမိမိလူမျိုးဝန်ပေါင်းအရေးကိုအရေးမှာအဲ့လိုကချင်ကလေးလောက်တာဒီတကွက်ကြောင်လောက်တာဒီဖိနှိပ်တာဒီဖန်စီတာဒီတပ်ဖြတ်တာဒီဟုတ်လားအချင်းဟုတ်လားရိုက်နှက်တာဒီလုပ်မယ်ဆိုရင်တော့ဒါမိမိအရေးကိုအရေးမဟုတ်တော့ဘူးမိမိနိုင်ငံဒေတာရဲ့ကချင်ပြည်နယ်ကချင်ဒေတာအရေးကိုအရေးမကချင်ပြည်နယ်ဒေတာတစ်ခုလုံးမလာတော့ဘူးမင်းကကချင်ဒေတာတစ်ခုလုံးကိုအယောင်ဆိုးတဲ့နွားချီမဲတုတ်တဲ့လူမျိုးတစုလူမျိုးတယောက်လူမျိုးတစုရဲ့လူတယောက်ဖြစ်သွားမယ်ဆိုတာတတိထားပါပေတော်မတန်ဖို့ရှိရတယ်ကပါမမိကုံတိခါရှိစွာရက်တည်နိုင်မဲ့လူတယောက်မဟုတ်ရင်လူမျိုးတစုမိခင်မဟုတ်ရင်ဒေတာတစ်ခုဖြစ်မလာနိုင်ဘူးဆိုတာဒါမြင်မှတ်ထားပါတိခါရှိစွာတကပအလေမှာကုံတိခါရှိစွာရက်တည်နိုင်ဖို့ကတော့စီကံရှိဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလည်းအနည်းငယ်ဒီစကားမစပြောချင်တယ်ဆိုတဲ့အကြောင်းလူတိုက်တွေပေါ့အဲဆိုမြန်မာနိုင်ငံမှာအဲ့လိုတိုင်းရင်းသားပေါင်းမျိုးအများစွာလူမျိုးတိုက်လေအဲ့လိုဆက်လက်ရက်တည်ပြီးတော့ရှင်တန်ကိုအရေးမိမိအရေးဆိုတဲ့အချက်ကိုဆွဲကြိုက်ပြီးတော့စနစ်တကျစီကံရှိစွာချူမိမိရဲ့ဥပဒေအတိုင်းဆက်လက်အတူတကွရှင်တန်နေထိုင်သွားမယ်ဆိုရင်မြန်မာနိုင်ငံကြီးကကပမှာအရန်လှပသွားမှာဖြစ်ပါတယ်ကပအလေမှာလေဂုံတိခါရှိတဲ့တိုင်းရင်းသားလူမျိုးစုတွေဖြစ်လာနိုင်မယ်ဆိုတော့ကျွန်တော်ယုံပါတယ်ဆိုတော့ကခုနစကားမစခုနပြောတဲ့အတိုင်းအဂျီဇူဖာဖာရဲ့ဖာမာရာရှောင်းပေးဆန်ဒီအတွက်အတိကကျွန်တော်ကမိမိအရေးကိုအရေးအနေဖြစ်ပြောတဲ့အခါမှာမပြောမဖြစ်ပြောရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကဖူးပွားစဉ်စက်ကတဲ့ကငင်းချမ်းစွာဖူးပွားစဉ်ကတဲ့ကတန်ရောစဉ်ကျိုးကိုချုပ်ကိုင်ပြီးတော့အတူတကွဖြစ်တည်လာတယ်ပေတော်မငင်းဖွားခဲ့တာဒီပေတော်မတယောက်နဲ့တယောက်ဟုတ်လားတစုနဲ့တစုမှာရန်ညိုးမရှိခဲ့ပါဘူးတ
တော့မှလည်းတစ္ဆာမဖောက်ခဲ့ပါဘူးပေတော့မှလည်းတပါးတို့ရဲ့တွေးထူးမှုအောက်မှာကျွန်တော်တို့ကဒီတစ္ဆာဖောက်မြို့သားတစ္ဆာဖောက်မြို့သားတစ္ဆာဖောက်တယောက်အနေနဲ့လုတ်ခဲ့တဲ့တမိုင်းတွေမရှိပါဘူးလို့မရှိခဲ့ပါဘူးဆိုတဲ့အကြောင်းဆိုတော့ကဒီအရာတွေကိုအရန်လှပခဲ့တဲ့အရာဆိုရင်အရန်လှပခဲ့တဲ့တမိုင်းတွေကိုကျွန်တော်တို့ကဆက်လက်တင်းသွားဖို့လိုတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်ဆိုတော့ကဒီနေ့ information တွေလည်းအများကြီးရတယ်ကောင်းတဲ့အရာတွေမဟုတ်ဘူးအမြဲတမ်းတွေးတော်ပြီးတော့အမြဲတမ်းတုတ်ပြန်ရမယ့်အရာဆိုတဲ့နေရာမှာအရန်ကောင်းကြီးဖို့တည်င်းကောင်းတွေပါတွေတော့မဟုတ်ဘူးမြန်မာနိုင်ငံမှာတည်တယ်တနိုင်ငံလုံးအဲ့လိုပြာကျပြူကျဟုတ်လားအဖက်မှာထူးကြတဲ့ခင်မှာကိုဒေတာလေကိုပါတယ်ကိုဒေတာလေအထူးတစ်ဖြစ်ကိုဒေတာမှာပူပြီးတော့အဲ့ဒီလူမကောင်းမှုလူတစုရဲ့လက်ပါစေတချို့အာနာဒီမြရဲ့ကိုအာနာလူရဲ့ဟုတ်လားလက်နက်ကပူကြအုပ်စုရဲ့လူမျိုးရဲ့တွေးခွဲရဲ့ဆိုတဲ့အရာအောက်မှာတော်လာညဲဆိုတာတွေဂျင်းဒေါ်လာညဲဆိုတာတွေဖြစ်တည်လာတဲ့အခါမှာလူမျိုးနဲ့တစုပဏိပခတွေဖြစ်လာတယ်မုန်းစကားတွေပွားလာတယ်135မျိုးတော့လူမျိုးအားလုံးကိုပြောတာအဲ့ဒီချက်တော့အဲ့ဒီတစ်ချက်ရန်တတိထားဖို့လိုတယ်အဲ့ဆိုတော့ကိုပတ်ဝန်းကျင်အရေးမှာလဲကြည့်ပါကြည့်တဲ့အခါမှာကိုထက်အားကြီးတဲ့လူမျိုးကအမြဲတမ်းမင်းကိုတိုက်ခိုက်နိုင်မယ်အမြဲတမ်းမင်းကိုနောက်ဆက်နိုင်မယ်မေရာမင်းရဲ့ယူတာမှုကိုသူတို့ခုတုံးလို့ပြီးတော့သူတို့နိုင်ငံရေးကစားတဲ့အကွက်ထဲမှာမင်းစခွဲမျောသွားနိုင်တယ်အမြဲတမ်းမျောပါသွားနိုင်တယ်အမြဲတမ်းသူတို့နောက်တကောက်လိုက်သွားနိုင်တယ်ဆိုတော့ကအဲ့ဒါကြောင့်အဲ့ဒီအချက်တွေကိုကျွန်တော်တို့ကအခြေခံပြီးတော့မိအရေးမှာအမြဲတမ်းနေတိုက်လို့အသက်ရှင်တဲ့ဘဝမှာစိတ်နှလုံးသားထဲကဦးနှောက်ထဲကမိကိုငါမိအရေးမိကိုတာဝန်အရန်ကြီးတဲ့အရာတစ်ခုလို့ကို remind လုပ်ပြီးတော့နေတိုင်းလို့အသက်ရှင်သွားဖို့လိုပါတယ်ဆိုတော့ကကိုဘေးနားမှာရှိတဲ့လူမျိုးတစုမဟုတ်ရင်ကိုနေဘေးနားမှာရှိတဲ့အဖွဲ့အစည်းလက်နက်ကအဖွဲ့အစည်းတစ်ခုကဝါဒဖြတ်ချပြီးတော့အလွယ်တကူမင်းရဲ့အာဂျီစုဖိုင်းနဲ့ဖမ်ရာရှောင်းဘေးဆောင်လူမျိုးကိုဝါမျိုးစေမဲ့ဟုတ်လားတနေ့တချင်းချရေရှက်ဖလန်နဲ့နေတော့30မှာကိုဟုတ်လားကိုစားပဲကိုလူမျိုးကိုစကားပပျောက်စေနိုင်မဲ့နိုင်ငံရဲ့နီးရကစားပြီးတော့ကိုလူမျိုး30နိုင်မဲ့တမျိုးနဲ့တမျိုးလူမျိုးမ30ရင်တောင်မှတမျိုးနဲ့တမျိုးအရန်ချစ်တဲ့ဖြစ်တည်လာတဲ့လူမျိုးစုနှစ်စုကိုတွေးခွဲပြီးတော့ရန်သူတသက်လုံးရတဲ့ပံအငင်းခုန်ပြီးတော့ရန်သူအနေဖြစ်စေသွားနိုင်တဲ့အရာတွေဖန်တီးလာနိုင်တယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ကအတိကနဲ့တိုင်းလိုအာဂျီစုဖွားနဲ့ဖာမရာရှောင်းပဲဆောင်လူမျိုးနှစ်စုကတတိထားဖို့လိုတယ်ပို့ပြီးတော့သူများထက်ငါတို့ကသူများလောက်လဲအင်အားမကြည့်ပါဘူးလူမျိုးနေနဲ့လေအဲ့လောက်ထိလူဦးရေရှိတာမဟုတ်ဘူးဒါမဲ့ကျွန်တော်တို့အရန်လာပါတယ်အရာဆိုရင်မှတမိုင်းမှာဖြစ်တည်လကပါတော့ဒီဖြစ်တည်လာကြီးကမိအရေးကုဒေတာအရေးမှာသူတကွရှင်တနေထိုင်လာပြီးတော့ပွဲတော်များစွာနေပေါင်းများစွာပွဲတော်တွေအတူခရစ်မတ်ပွဲဟုတ်လားရှင်ပြန်ထားမြောက်ရေးပွဲအပွဲအမျိုးကျွန်တော်တို့ခရစ်ယာန်များတော့ခရစ်ယာန်ထုံးစံစင်စာအတိုင်းဟုတ်လားအမျိုးနိတိကိုပွဲအဲ့ဒီအတူနေပြီးတော့အတူတည်ကျင်းများစွာတော့ကောင်းမှုတွေအတူတကွကျင်းပလာခဲ့တယ်အဲ့ဓာတွေကိုဆက်လက်ပြီးတော့ကျွန်တော်တို့လည်း
Eddie ကောင်းမှုအရာတွေကိုကောင်းတော်ရိုးရာထုံလန်းစလေပေါ့နော်ရိုးရာထုံလန်းစလေတွေကိုကျွန်တော်တို့ထိမ့်သိမ့်သွားဖို့လိုတယ်ဆိုတော့ပေတော့မှဒီချိန်မှာတလောက်ပေတော့မှမယူတာတဲ့ပေဖွဲ့မှမယူတာတဲ့ပေဖွဲ့ကိုမှအစွန်းမယုံနိုင်တဲ့ယုံလို့မရတဲ့နိုင်ငံရဲ့လက်ကစားကွဲမှာကျွန်တော်တို့ရန်တိုတဖွဲတိုက်တပါးသားကကိုနီးနားမှာရှိတဲ့လူမျိုးတွေကတွေးခွဲတာတွေဝါဒဖြတ်တာတွေမိုင်းတိုက်တာတွေဟုတ်လား brain wash လောက်ခံခဲ့ရတာတွေလောက်ခံခဲ့တာတွေဟုတ်လားအဲ့လိုထူးကျွေးတာတွေရှိပါတယ်ရှိလာတဲ့အခါမှာဘူပြီးတော့တတိထားရဘူပြီးတော့ကျွန်တော်တို့ကရှက်ခိကဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့အရာကိုရာဇဝင်ကိုဒီသမိုင်းတွေကိုကျွန်တော်တို့ကလမ်းပြီးတော့ဆက်လက်တက်ရှင်သွားဖို့အရင်ရေးကြီးတယ်ပေတော့မှမိမိတန်ရောစဉ်ကျိုးပေတော့မှမဖြတ်စေရဘူးပေတော့မှဒီတန်ရောစဉ်ကျိုးဖြတ်လို့မရဘူးဆိုတာကိုကျွန်တော်အဲ့ဒီဆောင်ဖို့ကိုကျွန်တော်တို့ဆောင်သွားဖို့လိုတယ်အာဂျီဇူဖာဖာနဲ့ဖာမရာရှန်ဘေဆန်ဆိုတဲ့လူမျိုးနှမျိုးကိုကျွန်တော်အားပေးတိုက်တွန်းချင်ပါတယ်အဲ့ဒါကြောင့်အခုနောက်ဆုံးအနေနဲ့ကျွန်တော်တို့လန်ဆယ်တို့ဘာတို့ကအင်အားကြီးတဲ့ဒီ KIA တစု KIA လက်ပါစေ KIA ဖွဲ့စည်းဆိုတဲ့ဟာတင်းပိုက်လာပြီးတော့အမျိုးတွေပါပြီးပျောက်လို့နေပါတဝက်လောက်ပါသွားပြီတဝက်အမျိုးတွေဖမ်းဆီးခေါ်ဆောင်သွားတာဒီနင်းပန်းနေဆက်တာဒီတိုက်ဖြတ်ခံရတာဒီအများကြီးကိုလူမျိုးအကြီးစိုးဖွားနဲ့ခုနဖာမရာရှောင်းပေးဆောင်မျိုးသေးကပဲပို့ပြီးတော့နစ်နာတယ်ကိုဒေတာမှာအဲ့လိုဖြစ်လာမယ်ပေတော့မှအိမ်မလက်မကဲဘူးဖြစ်တည်လာမယ်လို့လည်းမသိဘယ်အဲ့ဓာတွေဖြစ်လာတယ်မကောင်းမှုတွေဝင်လာတယ်မကောင်းဆိုးဝါးတွေဝင်လာတယ်ခါကျွန်တော်တို့ကကျူတင်မပင်စင်ခဲ့ဘူးကျူတွေအဲ့ဒီခုနပြောတဲ့အချက်ဖတ်သမားကောင်းစီမိမိဒေတာအရဲ့ကိုအရဲ့ဆိုတဲ့အခါခွန်များကမွေးကတဲ့ကပါလာရမှာမွေးကတဲ့ကဖြစ်တည်လာရမှာအဲ့ဒီချက်ကိုကြက်ခိုင်ဆောင်ဖို့တခုအနေနဲ့မေတ္တာနဲ့တိုင်းကိုကိုရမိုင်းလို့ပြီးရှင်တန်ခဲ့မယ်ဆိုရင်တော့ပေါ့ဆဆမရှင်တန်ပဲနဲ့ပေါ့ဆဆမရှင်တန်ပဲနဲ့ကိုအရေးမှာကျွန်တော်အရန်တန်ပူးကြီးတဲ့အရာတခုပါဆိုပြီးတော့စုတ်ကြိုက်ပြီးတော့ရှင်တန်ခဲ့မယ်ဆိုရင်အဲ့ဒီကိုနာဘဲနာကဖြစ်တဲ့တစ်ဖက်ကကချင်ပြည်နယ်မှာဘူချအုပ်စုနေတဲ့ KIA အုပ်စုကိုလေအဲ့လောက်ထိထူဖောက်နိုင်ခဲ့မှာမဟုတ်ဘူးအခုကသူတို့ထူဖောက်နိုင်လာကြတော့ကိုလူမျိုးသေးကပဲလူအချို့တွေကိုတုံးတော်ခံပြီးတော့ဟုတ်လား brain wash လောက်ခံပြီးတော့နိုင်ငံရဲ့ကစားကွက်ထဲမှာမျောပါတော့အဲ့ဒီစကွက်ထဲမှာမျောပါသွားပြီးတော့အခုစူးကျူးတွေကျွန်တော်တို့အများစွာတော့ခံစားရပြီအဲ့ဒီ data တစ်ခုလုံးကိုကု data အရေးကိုဖျားဖန်ဆင်းပေးထားတဲ့အရာ data ကိုကုန်တွေကပူကြဥဆိုပြီးတော့နည်းနည်းကအားကိုပြီးတော့ရောင်းစားချင်တယ်လို့ရောင်းစားပြီးတော့ဧကထောင်ပေါင်းများစွာလှုပ်ရှားလိုက်ပြီအဲ့ဒါလှုပ်ရှားပြီးဘီလီယံဒေါ်လာရဲ့တို့ငါတို့ခန်းစားခွင့်တက်ပြမှမရရှိခဲ့ပါဘူးအဲ့ဒါတွေဘာကြောက်မှုဒီလိုဖြစ်တည်ရတာလဲဆိုတာဟုတ်အမောင်ဒီမှာမိုးချုပ်လာပြီဆိုတော့အဲ့ဒီအဘိုင်နစ်ကိုကျွန်တော်ဆက်ပြောတော့မှာဖြစ်ပါတယ်ဒီနေ့ကတော့အဘိုင်တစ်အနေနဲ့ကျွန်တော်စကားတဝက်မှာကျွန်တော်ရပ်နာပါမယ်အဲ့ဒီကိုခုနပြောတဲ့အဂျီဆူဖာလိုမျိုးရဲ့ဖာမရာရှန်ဘေဆန်လိုမျိုးကကျွန်တော်တို့ကဒီလိုဘာပြောတော့ဆရာကြီးလောက်တာလည်းမဟုတ်လားကိုတက်နေတဲ့ဖက်ကနဲ့ကိုရဲ့ဆောင်ဖို့ကိုမချိုးပြတ်ဖို့ကိုရဲ့ဆောင်ဖို့ကိုဘယ်တာဝန်ရှိတယ်ဆိုရဲမဲစွတ်တန်ရောစိန်တခုအပေါ်မှာစုပ်ကိုက်ပြီးတော့အသက်ကပအလဲမှာကုံတစ်ခါရှိစွာဆက်လက်ရပ်တည်နေဖို့မိမိဒေတာရဲ့မှာမိမိဒေတာကိုပြန်လိုချင်တဲ့စိတ်တွေမိမိဒေတာကိုပြန်တန်တာတဲ့စိတ်တွေမိမိဒေတာကိုပြန်တန်ဖူးထားတဲ့စိတ်တွေတပါးတို့ထဲမှာရွှေမော်ဖြစ်ဒီလိုလက်ပိုက်ကြည့်ပြီးတော့မထူးတော့ပါဘူးကွာသူများတင်းစားလိုက်ပြီဆိုရက်မတတ်နိုင်ဘူးမထူးတော့ဘူးဆိုရက်အတွေးတွေမဝင်ဘဲနဲ့ပြန်လဲနိုးထလာဖို့ပြန်လဲနိုးထမဲ့အချင်းရောက်လာပြီဆိုရက်အရာကိုကျွန်တော်အားပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဆက်လက်ပြောသွားမှာဖြစ်ပါတယ်ဒီညတော့မောင်လာပြီဆိုတော့မနှက်ဖြန်ဖြစ်တပည့်ကဖြစ်ဒီအပိုင်းနစ်ကိုဆက်လက်ပြောသွားမှာဖြစ်ပါတယ်အားလုံးပဲအာဂျီဆူဖာရဲ့ဖာမရာရှောင်းပေးဆောင်